သူဟာအနေရရှိတဲ့ဂုံးကောင်းဆောင်တစ်ယောက်ဖြစ်ပြီးကြီးလေးတဲ့ပြစ်မှုများစွာနဲ့ဆွဆွဲခံထားရသူပါဒီလိုလူမျိုးရဲ့စကားကိုကျွန်တော်တို့ဘယ်လိုယုံကြည်နိုင်မှာလဲသူကတပ်တွေအဖြစ်ပါဝင်တာနဲ့တခြားပြစ်မှုတွေမှာတန်တရားရှိသူဖြစ်နေတာနဲ့ဘာမှမဆိုင်ဘူးလို့ကျွန်တော်ထင်ပါတယ်တပ်တွေမင်းကိုမင်းရဲ့ညာဘက်မှာရှိတယ်ဒီလူကဓာတ်နဲ့ထိုးခဲ့တယ်ဆိုတာဘယ်လိုတေချာပေါက်ပြောနိုင်တာလဲကျွန်တော်လိုတိုက်ခိုက်မှုတွေအများကြီးကြုံဘူးတဲ့သူတွေဟာသူတို့ကိုတိုက်ခိုက်ခဲ့တဲ့သူရဲ့မျက်နှာကိုသူတို့ပြန်ပေးဆက်ရတဲ့အထိဘယ်တော့မှမမေ့ကြဘူးကျွန်တော်ကိုတိုက်ခိုက်ခဲ့တာဒီကောင်ပဲတပ်တွေကဂုံးကောင်းဆောင်တယောက်ပဲဂုံးသားတွေကြားမှာဓာတ်နဲ့အထိုးခံရတာကတာမန်ကိစ္စတစ်ခုပဲလေအခုတပ်တွေဟာတရားခံရဲ့အခွင့်အရေးနဲ့ဒီတရားရုံးရဲ့အာဏာကိုချိုးဖောက်နေပါတယ်ဟေ့ရှေ့နေမင်းရဲ့မိသားစုသားဒီလူရဲ့ဓာတ်ဒဏ်ရာနဲ့တေဆုံးသွားခဲ့မယ်ဆိုရင်မင်းဒီလိုပဲတွေးနေဦးမှာလားတရားခံရဲ့အခွင့်အရေးဆိုတာဘာလဲဒီလူသက်သမားကဘာလို့အခွင့်အရေးရထိုက်တာလဲသူကလူတက်ရတာကိုပျော်စရာတစ်ခုလိုသဘောထားတဲ့သူကျွန်တော်ကလူကောင်းမဟုတ်ဘူးဆိုတာသိပါတယ်ဒါပေမဲ့သူကတော့အသက်ရှင်နေဖို့မထိုက်တန်ဘူးဒါပေမဲ့တက်တေထောက်ထားကောတက်တေလားကျွန်တော်ပြမယ်အဲ့ဒီညက်ကသူကျွန်တော်ကားနောက်ကိုတိုက်ခဲလို့ကျွန်တော်ကားပေါ်ကဆင်းခဲ့ရတယ်အဲ့ဒီနောက်သူကျွန်တော်ရဲ့ဘေးနံဘေးကိုနှစ်ချက်ထိုးခဲ့တယ်ကျွန်တော်တို့အတန်ကြာတိုက်ခိုက်ပြီးတဲ့နောက်သူကျွန်တော်ရင်ဘက်ကိုထိုးခဲ့တယ်သူစီကဓားကိုလူဖို့စ조사ရင်ကျွန်တော်လက်တွေမှာဒဏ်ရာရခဲ့တယ်ကျွန်တော်သာအားနေခဲ့ရင်အဲ့ဒီညက်ကတေသွားမှာအရှင်မင်းကြီးသူ့အင်ဂျီကိုချွတ်ခိုင်းလိုက်ပါကျွန်တော်သူ့ကိုပြန်ခုခံတော့ကရက်ခဲ့တဲ့ဒဏ်ရာကိုသူ့ရင်ဘက်ဘယ်ဘက်ချမ်းမှာတွေ့ရပါလိမ့်မယ်ပြီးတော့သူ့လက်တွေကိုကြည့်လိုက်ရင်လည်းအမာရွတ်တွေအများကြီးတွေ့ရမယ်လူတယောက်ကိုဓာတ်နဲ့ထိုးတဲ့အခါလက်မှာဒဏ်ရာအသေးစားလေးတွေရတတ်တယ်လို့လက်သေးတွေလည်းကျိုးတတ်တယ်နောက်ဆုံးအနေနဲ့ဒီစာကိုဒီကောင်ရေးခဲ့တာတယောက်ကကျွန်တော်ဓာတ်ကိုသုံးပြီးလူတက်ခဲ့တယ်သူ့ရဲ့လက်ရေးကိုစစ်ဆေးကြည့်ရင်ဒါဟာသူ့လက်ရေးဆိုတာသိပါလိမ့်မယ်တရားခံရဲ့အလွန်မင်းရက်ဆက်ကြမ်းကြုတ်တဲ့အပြုအမူတွေအသက်အပေါ်တန်ဖိုးမထားမှုနဲ့တေဆုံးသူတွေရဲ့နာကျင်မှုတွေကိုထောက်ထားပြီးစီရင်ချက်ချမှတ်လိုက်ပါတယ်ပြစ်မှုတွေရဲ့ကြီးလေးမှုအရာဂျူရီအဖွဲ့ကဆုံးဖြတ်ချက်ချခဲ့ပါပြီတရားခံဟာလူဖွဲ့စည်းအတွက်အနေရရှိသူဖြစ်ပါတယ်ဒါကြောင့်ကန်ကင်ဟိုမင်းကိုတေတံစီရင်လိုက်တယ်